မင်္ဂလာပါရှင်ညီမလေးကိုမိတ်ဆက်ပေးချင်တာကတော့ညီမလေးတို့လေးရန်ကုန် construction and decoration ကနေပြီးတော့တောင်ရင်ဆောက်လုပ်ပေးထားတဲ့ဖျားကုန်းရက်ကွယ်ဗဒမြလန်းထဲမှာတည်ရှိတဲ့အာဒီတစ်ထပ်အစာအုပ်လေးနဲ့ပဲဖြစ်ပါတယ်ဒီအစာအုပ်လေးအားဆိုရင်22ပေ38ပေကျယ်ဝန်းပြီးတော့ဒီအတွင်းမြောက်ဖွဲ့စည်းမှုအားဆိုရင်စင်ညာရွန်းတစ်ခန်းနဲ့ master bedroom တစ်ခန်းနဲ့ဆောက်လုပ်ပေးထားရပေါ့နော်အရှင်းမြတဲ့စာလေးကိုဆိုရင်ရွှေရှင်းနဲ့စမ်းသစ်ပြီးတော့ရွှေရှင်းနဲ့ကြွေပြားလေးနဲ့အလှဆင်ပေးထားပါတယ်။အိမ်ရဲ့ဒီဇိုင်းလေးနဲ့လိုက်ပတ်သွားအောင်လို့လည်း flower ပေါက်လေးကိုညီမလေးကထည့်ပေးဆောက်လုပ်ပေးထားပါတယ်။ဒါလေးကတော့စင်ဝင်ရောက်ဖို့တက်တဲ့လေးကားလေးပေါ့နော်။ဒါလေးကတော့စင်ဝင်မှာမလေးမျိုးကိုစကားလုံးဝင်တွေ့ရှိရမှာတော့ခံရထည့်သွားတဲ့ကျွန်းနဂါကြီးပဲဖြစ်ပါတယ်။ဒီကျွန်းနဂါကြီးရာဆိုရင်4ပေ9ပေကျယ်ဝန်းရှိပါတယ်။မလေးတို့ခန်းထဲကိုဝင်လိုက်ပြီဆိုတာနဲ့အရင်ဆုံးတွေ့ရမှာကတော့ဧကန်ကြီးပဲဖြစ်ပါရဲ့ရှင်ဒီဧကန်ကြီးကြီးရာဆိုရင်အကျယ်73ပေ14ပေအကျယ်ဝန်းရှိပါတယ်ညီမလေးတို့ကအိမ်တိုင်လုံးကို UPVC ပရိမောက်တကားလေးတွေအသုံးပြုပြီးတော့တက်ဆင်ပေးထားပါတယ်ဒီတကားပေါက်လေးပရိမောက်လေးရဲ့အကျယ်ဝန်းဟာဆိုရင်ဒီပေပလဲအကျယ်ဝန်းရှိပါတယ်အိမ်ရှိနေတဲ့ဇာပရိမောက်တကားလေးကိုတော့ဒီပေ9ပေအကျယ်ဝန်းရှိတဲ့ PVC ပရိမောက်တကားလေးတက်ဆင်ပေးထားပါတယ်အဲ့ဒါမှဒီမှာရှိရဲ့မြင်းချက်ဒီဇိုင်းလေးအားဆိုရင်အင်ရှင်စိတ်တိုင်းကျန်ဒီမလေးကလှဆင်ပေးထားတာပေါ့နော်ဒါလေးကတော့ရှောက်လမ်းပဲဖြစ်ပါတယ်ဒီရှောက်လမ်းလေးရဲ့မြင်းချက်ဒီဇိုင်းလေးရလည်းအင်ရှင်စိတ်တိုင်းကျန်ဒီမလေးကလှဆင်ပေးထားတာပေါ့နော်ဒါလို့လည်းညီမလေးတို့ခန်းလေးကြည့်လိုက်ရအောင်နော်အရင်ဆုံးတွေ့ရမယ့်အခန်းလေးကတော့စင်ရလုံးခန်းလေးပေါ့နော်ဒီခန်းလေးဟာဆိုရင်10ပေ9ပေကျယ်ဝန်းရှိတဲ့ခန်းလေးဖြစ်ပါတယ်ဒီခန်းလေးထဲမှာဆိုရင်ညီမတို့က4ပေတလဲကျယ်ဝန်းရှိတဲ့ပရိမောက်လေးတစ်ချက်ကိုတက်ဆင်ပေးထားပါတယ်ဒီနေ့ချက်ဒီဇိုင်းလေးဟာဆိုရင်အရှင်ရဲ့စိတ်တိုင်းကညီမလေးတို့ကအလှဆင်ပေးထားပါရဲ့ပေါ့နော်ဒီဒီလေးရလည်းအရှင်စိတ်တိုင်းကလှဆင်ပေးထားပါနောက်မြင်တွေ့ရမှာတော့ဒုတိယတစ်ခန်းကတော့ master bedroom ခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးရဲ့အကျယ်ဟာဆိုရင်73ပေ15ပေကျယ်ဝန်းရှိရဲ့ master bedroom ခန်းလေးဖြစ်ပါတယ်မြင်းချက်ဒီဇိုင်းလေးကိုဆိုရင်လည်းအင်ရှင်စိတ်တိုင်းကြအလှဆင်ပေးထားပါတယ်master bedroom ထဲမှာဆိုရင်အိမ်နာရီချိုးကန်တွဲရက်လေးတစ်ခန်းပါရပေါ့နော်ဒီအိမ်နာရီချိုးကန်တွဲရက်လေးထဲမှာဆိုလို့ရှိရင်ညီမလေးတို့ကဘိုးထိုင်ပါမယ်ရှာဝါပါမယ်ဘေးပင်ပါမယ်မှန်လေးတွေပါမယ်ပေါ့နော်ညီမလေးတို့ကရေချိုးကန်အိမ်နာရဲ့ဒီအခြေပြားလေးကိုလည်းမြင့်တင်5ပေဒီခြေပြားလေးပြည့်တက်ပေးထားပါတယ်ဒီအိမ်သောကန်လေးကဆိုရင် extra နဲ့ထည့်ပြီးတက်ထားတာပေါ့နော်အဲ့ဒါညီမလေးတို့ကချောင်းလုံးခန်းလေးကိုကြည့်ရအောင်နော်အခုမြင်တွေ့ရတာကတော့ကချောင်းလုံးလေးပဲဖြစ်ပါတယ်ဒီကချောင်းလုံးလေးမှာဆိုရင်ညီမလေးတို့ကကပ်ပနဲ့ပေါက်လေးတွေကိုထည့်ပြီးတက်ဆင်ပေးထားပါတယ်ကချောင်းလုံးလေးရဲ့နေရာမြင့်ပေ2ပေထိကိုလည်းညီမလေးတို့ကခြေပြားလေးတက်ဆင်လှဆင်ပေးထားပါတယ်ဒါလေးကတော့အပြင်ဘက်မှာရှိရဲ့အိမ်နာရီချိုးကန်တွဲရက်လေးပေါ့နော်ဒီအိမ်နာရီချိုးကန်တွဲရက်လေးရဲ့မှာဆိုရင်လည်းရှာဝါပါမယ်ဘိုးထိုင်ပါမယ်မှန်လေးပါမယ်ပေါ့နော်ဒီရဲ့ခြေပြားကိုလည်းအမြင့်ပေ9ပေအထိညီမလေးတို့ကခြေပြားလေးတွေလှဆင်ပေးထားပါတယ်ဒါလေးအားဆိုရင်တော့အိမ်နောက်ဘက်ကိုထွက်တဲ့တကားပေါက်လေးပေါ့နော်ဒီတကားပေါက်လေးဆိုလည်းညီမလေးတို့ကကျွန်းနဂါးလေးကိုတက်ဆင်ပေးထားပါတယ်ဒီကျွန်းနဂါးလေးရဲ့အကျယ်ဝန်းကတော့2ပေခွဲ6ပေကျယ်ဝန်းရှိပါတယ်အခုမြင်တွေ့ရမှာကတော့ညီမလေးတို့ကဆလပ်ပေါ်သွားတဲ့လေကားလေးပဲဖြစ်ပါတယ်ဒီလေကားလေးတစ်ခုလုံးဆိုရင်လည်းညီမလေးတို့ကခြေပြားလေးနဲ့အလှဆင်ပေးထားပါတယ်ဒါလေးကတော့အိမ်ရဲ့ပုံလုပ်ပွဲမှာရှိရဲ့တန်မန်လေးနဲ့အလှဆင်ပေးထားတာပေါ့နော်ဒါကတော့တန်မန်လက်ရန်လေးပါအပေါ်ထပ်ဆက်လေးကိုကြည့်ရအောင်အခုမြင်တွေ့နေရတော့ဒါအပေါ်ထက်ဝရန်တာလေးပေါ့နော်အပေါ်ထက်ဆက်လက်လောင်းထားတဲ့ဝရန်တာလေးဒီဝရန်တာလေးဆိုရင်လည်းညီမလေးတို့ကလှပလေးနဲ့လှဆင်ပေးထားပါတယ်မလေးတို့ကရင်းလေးကတစ်ထပ်လေးဖြစ်တဲ့အတွက်ဒီတိုက်ကြီးရဲ့1000လီတာဖိုက်ဘာတက်လေးညီမလေးကထည့်သွင်းအသုံးပြုပေးထားပါတယ်အခုဒီပတ်လေးမှာမြင်တွေ့နေရတော့ဒီလေသာဆောင်ကနေတွေ့နေရတဲ့ရှုလေးပဲဖြစ်ပါတယ်
မင်္ဂလာပါရှင်ညီမတို့ခုမိတ်ဆက်ပေးခဲ့တာကတော့ဖျားကုန်းရက်ကွယ်ဗဒမြားလမ်းထဲမှာတည်ရှိတဲ့22ပေ39ပေကျော်နဲ့အာတီတစ်ထက်ထိုက်လေးပဲဖြစ်ပါတယ်။မင်းရဲ့စိတ်ဝင်စားလို့ဒီမှာလေးကိုကုမ္ပဏီနဲ့ဆက်သွယ်ကြည့်ရင်တော့ရုံးမြလိစာဖြစ်တဲ့ပေါတော်ဝါမူတိတာအင်းညာ9လမှာရှိရဲသူ့ရဲ့စစ်စစ်ကိုလည်းကောသူ့ရဲ့2လမှာရှိရဲသူ့ရဲ့သုံးလုံးတစ်ကိုလည်းကောလူကိုယ်တိုင်လာရောက်ဆောင်ရွက်မြင်နိုင်တယ်လို့ပုံမှန်မတည်ဖြစ်တဲ့39 450 986 921 39 956 996 39 39 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 9